ပြောအများဆုံးမေးခွန်းတစ်ခုရှိပါတယ်တက်ရှိတိုင်းဟာနောက်ဆုံးမှတေဆုံးခြင်းစီကိုဥတည်နေတာပဲဆိုရင်ဘဝရဲ့အတိတ်ပဲကဘာလဲဆိုတဲ့မေးခွန်းမှာလူသားမောင်းများစွာရဲ့အမြင်တွေထဲမှာအဖြစ်အများဆုံးကတော့ဘဝမှာဘာအတိတ်ပဲမှမရှိဘူးအသက်ရှင်နေဖို့အတွက်ပဲအသက်ရှင်နေရတာလေတကယ်တော့ကျွန်တော်တို့ဟာဒီလောကကြီးတွေကိုခိတ္တခဏလာရောက်လဲပတ်ကြတဲ့ဧည့်သည်တွေသာဖြစ်ပါတယ်ကျွန်တော်တို့ဟာအနာဂတ်မှာတနေ့သေရမှာကိုသိပါလျက်နဲ့ဘာလို့ဒီလောက်စူးစမ်းပန်းစားအသက်ရှင်နေကြတာလဲအိမ်အောင်မပြုတ်ရင်အသက်ကြီးတဲ့အခါအဖော်မဲ့မယ်လို့ထင်ကြတယ်ဒါပေမဲ့အိမ်အောင်ပြုတ်ပြန်တော့လဲအသက်ကြီးတဲ့အထိအတူရှိနေနိုင်မယ်လို့ဘယ်သူမှအာမမခံနိုင်ဘူးအလုံးမစူးစမ်းရင်စားဝတ်နေခက်ခဲမယ်အလုပ်တွေအရန်စူးစမ်းပြန်တော့လဲအသက်ကြီးတဲ့အထိတောင်မခံပဲကျန်းမာရေးထိခိုက်နိုင်တယ်ဘဝမှာဘယ်လမ်းကိုပဲရွေးနောင်တဆိုတာရှိစမြဲပါပဲကံကြမ္မာရဲ့စီမံမှုကိုဘယ်သူမှရှောင်လွဲလို့မရနိုင်ပါဘူးဒါကြောင့်လက်ရှိအချိန်ကိုကောင်းကောင်းဖြတ်သန်းပါကောင်းကောင်းမွန်မွန်နေထိုင်ပါရတာကိုကျေနပ်ပါဆုံးရှုံးတာကိုအေးအေးဆေးဆေးလက်ခံပါရဖို့ကြိုးစားရမှာကသမရာဖြစ်တယ်လို့ဖြစ်တည်လာတာကိုလည်းသဘာဝအတိုင်းမှတ်ယူလိုက်ပါကျွန်တော်တို့အမြတ်တနိုးတန်ဖိုးထားနေတဲ့အရာတွေဟာတကယ်တော့ကျွန်တော်တို့အပိုင်မဟုတ်ကြပါဘူးအိမ်နောက်ဖက်ဆိုတာလည်းတီးခြားလူသားတစ်ယောက်ဖြစ်ပြီးတင့်ဘွားရဲ့ခီးလန်းတစ်စိတစ်ပိုင်းကိုအတူလျှောက်လာမိတဲ့အဖော်သားဖြစ်ပါတယ်သားသမီးဆိုတာလည်းတင့်စီကသွေးသားတော်ဆက်ပေမဲ့သူတို့မှလည်းကိုယ်ပိုင်တာဝန်နဲ့ကိုယ်ပိုင်ကံကြမ္မာရှိပါတယ်သူတို့ဟာကျွန်တော်တို့ကိုပြုစုဖို့အတွက်ပဲမွေးဖွားလာတာမဟုတ်သလိုကျွန်တော်တို့အတွက်ပဲအသက်ရှင်နေကြတာမဟုတ်ပါဘူးငွေကြေးဆိုတာလည်းရှာဖွေလိုက်သုံးဆွဲလိုက်နဲ့နောက်ဆုံးမှဘာမှယူသွားလို့မရတဲ့အရာပါအိမ်နဲ့ကားဆိုတာလည်းသေဆုံးသွားတဲ့နေ့မှာအတိတ်ပဲမရှိတော့ပါဘူးအိမ်ကြီးဘလောက်ကျယ်ကျယ်တင်အိပ်ရတာက6ပေလောက်ပဲရှိတာပါကျမ်းမာရေးကိုယင်းပြီးအပြင်ပန်းပစ္စည်းတွေကိုလဲလှယ်တာဟာအမားဆုံးလုပ်ရဖြစ်သလိုအသက်နဲ့ယင်းပြီးအတိတ်ပဲမရှိတဲ့တောကတွေကိုရှာဖွေတာဟာလည်းအမတန်ဝမ်းနည်းစရာကောင်းပါတယ်ဘဝမှာအရှုံးဆုံးအရာ3ခုရှိပါတယ်မဖြစ်လာသေးတဲ့အရာတွေအတွက်စိုးရိမ်ပူပန်နေခြင်းကိုယ့်ရဲ့စိတ်ကူးတွေကရလတ်တွေအတွက်ကြိုတင်တောကရောက်နေခြင်းနဲ့အတိတ်ကအမားတွေအတွက်ကိုအမြဲအပြစ်တင်နေခြင်းတို့ပါပဲဘဝရဲ့အကြီးမားဆုံးတာဝန်ဟာအိမ်ဝယ်ဖို့ကားဝယ်ဖို့ဒါမှမဟုတ်သူများထပ်သာနေဖို့မဟုတ်ပါဘူးကိုနှစ်သက်တဲ့ပုံစံအတိုင်းဒီဘဝကိုပျော်ရွှင်စွာဖြတ်သန်းသွားဖို့ပဲဖြစ်ပါတယ်အတိတ်မှာနောင်တမရပဲအနာဂတ်ကိုလည်းအယူမှုမျှော်လင့်မနေပဲလက်ရှိအချိန်လေးကိုတန်ဖိုးထားပါမနေ့ကအတွက်နောင်တမရနဲ့မနှက်ဖြန်အတွက်မစိုးရိမ်နဲ့ဒီနေ့ကိုအကောင်းဆုံးနေထိုင်ပါတင့်ကိုစိတ်ညစ်အောင်လုပ်တဲ့သူတွေကိုအဝေးမှာထားလိုက်ပါတင့်ကိုနာကျင်စေတဲ့သူတွေကိုဂရုမစိုက်ပါနဲ့ကိုမွေးတဲ့သူကိုကောင်းကောင်းပြုစုပါကိုမွေးထားတဲ့သူကိုကောင်းကောင်းပြုထောင်ပါကိုယ့်ရဲ့စိတ်ထားနဲ့ကျမ်းမာရေးကိုသာအဓိကဂရုစိုက်ပြီးဒီဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းသွားလိုက်ပါ